အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ရှာပြတောင်းတနေလို့ပဲပုတ်ချူးမြစ်ထောင်လေးကိုပဲစီလေးဆမ်းပြီးတော့စားပါမယ်မိခင်ထားတဲ့ပဲပုတ်လေးကိုညက်နေအောင်စုံထဲကိုထည့်ထောင်းလိုက်ပါတယ်ရှင်ပြီးတော့ရင်ကြက်သွန်ဖြူကိုထည့်ပြီးထောင်းလိုက်တယ်ကြက်သွန်ဖြူကိုမိခင်ပြီးတော့ထောင်းလိုက်ရပါတယ်နော်ရေဆေးပြီးတော့စကားနဲ့စစ်ထားတဲ့ဂျူးမြစ်လေးကိုညက်နေအောင်ထည့်ထောင်းလိုက်ပါတယ်ရှင်ပြီးရင်တော့ပဲပုတ်ထောင်းလေးထည့်တယ်အရသာအရွက်မှုတ်စားတကြားတို့ကိုထည့်ပြီးတော့နှံ့သွားအောင်ထောင်းပေးလိုက်ပါတယ်ရှင်ပြီးတော့ရင်တော့ပကံလုံးလေးထဲထည့်ပဲစီအီလေးထည့်ပြီးတော့စားလို့ရပါပြီရှင်ကဲဒီနေ့ကတော့ healthy food ဖြစ်တဲ့စီတစမ်းမှမပါဘဲနဲ့ချက်ထားတဲ့ပစုံဟင်းလေးရယ်စီတစမ်းမှမပါဘဲနဲ့ချက်ထားတဲ့မုံလာဥဟင်းညိုလေးရယ်ပဲပုတ်ဟင်းလေးနဲ့စားပါမယ်ရှင် Hello ဒီနေ့ရဲ့အဓိကဟင်းလေးကတော့ဂျူးမြစ်ထောင်းလေးပါပဲပုတ်နဲ့ဂျူးမြစ်ထောင်းလေးရယ်ဒါစီလုံးဝမပါတဲ့မုံလာဥဟင်းညိုလေးရယ်ဒါစီလုံးဝမပါတဲ့ရေနဲ့ပဲချက်ထားတဲ့ပစုံပေါ့နော်ပစုံဟင်းလေးနဲ့စားပါမယ်စားကြပါအောင်ရာသီဥတုကလည်းအေးတော့ပေါ်ဓာတ်လေးဝစ်ပြီးတော့စားတာပေါ့နော်ဒီနေ့ကတော့ဒီအပေါ်ဓာတ်လေးကကျမစီမှာဝယ်လို့ရပါပြီရှင်ဒါကမြင်းချံချီသားစစ်စစ်လေးပါမြင်းချံချီသားစစ်စစ်နှွေးနေရပဲခုနချမ်းလို့လေးဒါလေးဝစ်လိုက်တာနှွေးနေရပဲဒါလေးကတစ်ထည်ကို9000ပါရှင်ပေါ်ဓာတ်လေးဝစ်ပြီးစားနေကင်းပတ်လည်းဒီမှာအရင်အေးတယ်အေးလို့ဒါကြောင့်ဒီမှာဟင်းရပူပူလေးတောက်ပြီးတော့ပါနော်ချူမြစ်ထောင်းလေးနဲ့စားပါမယ်ရှယ်ပဲစီဆိုလို့ဒီရပဲပါတယ်ပဲစီလေးစမ်းတာပဲပုတ်ကိုဂျူးမြစ်လေးနဲ့ပါနော်ထောင်းပြီးတော့ဒီတောင်းလေးနဲ့ပြကျွေးမယ်နော်ဒီုံတော့ပစုံရယ်ပဲပုတ်ရယ်ဒီနေ့ရန်ကုန်ရာသီဥတုကအရန်အေးတယ်နေလို့အရန်ကောင်းတယ်ပေါ့နော်မိတာကလည်းတတအဲကိုမပွင့်ရလို့ချူပြိုက်ဆိုအေးနေရပဲဒီနှွေးတယ်လေးနဲ့မှနှွေးသွားတာစားပါမယ်ရှင်အရင်ကြိုက်တယ်ဒီလိုမျိုး healthy food စားနေနေဆိုရင်ကြိုက်ကွေးမရိုက်တာများအဲ့လိုစားလို့အရသာရှိရှိနဲ့ချင်းကစားလို့ကောင်းတဲ့အရာတွေဆိုရင်ဟိုလက်ကွေးရိုက်တယ်နော်ကောင်းပဲပုတ်လည်းကြိုက်တယ်ကျူးမြင့်လည်းကြိုက်တယ်ဒီလိုမျိုးအများကြီးထည့်စားအရင်ကြိုက်တယ်အရင်ကောင်းပါဟင်းနွေးလေးနဲ့ဟင်းပူပူလေးနဲ့ဘာနွေးလေးနဲ့ချမ်းတီသွားတယ်အင်းကြီးကလှလဲလာဒီလိုလဲဝိုင်းလေးနွေးနေရပဲဘဘပပလေးလည်းဖြစ်တယ်ဒီလိုမျိုးအောက်ဆင်းမဲ့ဆိုအပေါ်ဓာတ်လေးထပ်ချုံသွားလိုက်အရင်အောင်ဆင်းပြရတယ်မတက်ရပြောင်းနော်ဒီမှာအဲ့ကလည်းအကြီးပဲပတ်ဆက်ထည့်လို့ရတယ်ဒီလိုမျိုးပေါ့နော်ဒီနွေးလေးမှကျင်မလို့ရပါတယ်သူကလဲဝိုင်းလည်းရှိတယ်ဟိုလိုကုတ်ပုံစံမျိုးပေါ့နော်လဲဝိုင်းလည်းရှိတယ်ဟိုလိုကုတ်ပုံစံမျိုးဒီလိုကော်လန်နဲ့လည်းရှိတယ်ကျမဒီလဲဝိုင်းလေးကိုကြိုက်လို့ကျမဒါလဲဝိုင်းလေးတွေကယူထားတယ်ဒါလေးကတစ်ထည့်ကို9000ပဲရှိပါတယ်နော်1000တော့မပြည့်ဘူးအရန်ဝစ်လို့ကောင်းတယ်အပြစ်မှသွင်း1000ကျော်တယ်အရန်တန်တဲ့ဈေးနဲ့ရောင်းပေးတာနော်အမျက်ဘာမှမတင်ထားနဲ့အရန်တန်တဲ့ဈေးနဲ့ရောင်းပေးတာနော်ဒါလေးဆိုရင်အပြင်မှာ1000ကျော်လောက်ရှိတယ်ဒါ9000နဲ့ရောင်းပေးတာဝယ်ထားလိုက်တော့နော်ဒါလေးကလည်းပပလေးပုတ်ပုတ်ပပလေးနဲ့နွေးနွေးလေးဖြစ်တယ်ဝယ်ထားလိုက်နော်ကဲဆက်စားလောက်မယ်